Time break that တွေရှေ့မှာပွဲတရာနီးပါထိုးထားပြီးတပွဲသာရှုံးထားတဲ့ကြော်ဆောင်ဝင်းရဲ့မှတ်တမ်းကောင်းကိုချပြမိတ်ဆက်လိုက်တဲ့ Fairtex တတိပရိသတ်များအားလုံးပဲမင်္ဂလာပါ Keep Site ဂျာနယ်ကနေကြိုဆိုပါရစေမြန်မာလက်ဝှေ့လောကရဲ့လူငယ်ကျယ်ဝင့်ကြော်ဆောင်ဝင်းဟာအခုဆိုရင်ထိုင်းနိုင်ငံရဲ့နာမည်ကျော် Fairtex ဂျင်မှာလေ့ကျင့်နေတယ်လို့နိုင်ငံတကာစင်မြင့်တွေမှာပါတဟုန်တို့နာမည်ကြီးလာဖို့ရှိနေပါတယ် Fairtex ရဲ့ပိုင်ရှင်ကကြော်ဆောင်ဝင်းရဲ့မှတ်တမ်းကောင်းတွေကို Time break that တွေရှေ့မှာဂုဏ်ယူဝင်ကြွားစွာချပြပေးခဲ့တာဟာမြန်မာပရိသတ်အတွက်ရောဇာသမားအတွက်ပါအလွန်မဲစိတ်လှုပ်ရှားစရာကောင်းတဲ့အခိုက်အတန့်တစ်ခုဖြစ်ပါတယ်။ကျော်ဆောင်ဝင်းကို65ပွဲထိုးတပွဲပဲရှုံးထားတဲ့ fighter လို့ time break သက်တွေရှိမှမိတ်ဆက်ပေးလိုက်တာဟာသူ့ရဲ့အရေးချင်း quality နဲ့အောင်မြင်လို့စိတ် abandon ကိုကဘာတိအောင်ကြီးညာလိုက်တာပါပဲ။တိုက်ခိုက်ရေးလောကမှာပွဲပေါင်း100နီးပါးထိုးသက်ထားခဲ့ပြီးတပွဲပဲရှုံးနေဆိုတာဟာပုံမှန်အားဖြင့်မဖြစ်နိုင်တဲ့လောက်ရှားပါတဲ့မှတ်တမ်းတစ်ခုပါ။ဒါဟာကျော်ဆောင်ဝင်းရဲ့ထိုးသက်မှုပုံစံခန္ဓာရည်နဲ့ပြိုင်ဘက်ကိုအနိုင်ယူနိုင်စွမ်းဘလောက်မြင့်မားသလဲဆိုတာကိုသက်သေပြသနေပါတယ်။မွေထိုင်းမြေဖြစ်တဲ့ထိုင်းနိုင်ငံမှာဒီလိုမှတ်တမ်းမျိုးနဲ့ fighter တယောက်ကိုချပြလိုက်တဲ့အခါ time break သက်တွေကလည်းကြော်ဆောင်ဝင်းကိုလေးစားမှု respect အပြည့်နဲ့ကြီးစုလာကြပါတယ်။ဒါဟာမြန်မာ fighter တယောက်အတွက်အမြင့်ဆုံးဂုဏ်ပြုခံရမှုတစ်ခုပါပဲ။နာမည်ကျော် Fairtex Gym ဆိုတာ Stan Fairtex လို့ Ferrari Fairtex လို့ကမ္ဘာအဆင့်မီကစားသမားတွေကိုမွေးထုတ်ပေးနေတဲ့နေရာဖြစ်ပါတယ်။ Fairtex တထေးကကြော်ဆောင်ဝင်းကိုသူ့ရဲ့တပည့်အကျော်ကြီးအဖြစ်လူသိရှင်ကြားဂုဏ်ပြုပေးတာဟာကြော်ဆောင်ဝင်းအပေါ်ထားရှိတဲ့ယုံကြည်မှုကိုပြသပါတယ်။ဇာသမားတယောက်အတွက်စွမ်းဆောင်ရည်ကောင်းမှုလို့တလို့နောက်ွယ်ကနေပံမိုးပေးမဲ့တထေးကောင်နီးပြကောင်ရှိဖို့ကလည်းအရန်ကိုအရေးကြီးပါတယ်။ကျော်ဆောင်ဝင်းဟာမြန်မာတိုက်ခိုက်ရေးလောကရဲ့ဂုဏ်ယူစရာ Pride of မြန်မာပါပဲ။ Fairtex ရဲ့ပံမိုးမှုနဲ့အတူကျော်ဆောင်ဝင်းတယောက်ထိုင်းနိုင်ငံမှာတင်မကပဲကမ္ဘာစင်မြင့်တွေမှာပါမြန်မာစွမ်းအားကိုပြသနိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။